ကျမတို့စုပေါင်းစုတောင်းမှုအချိန်တော်ဖြစ်တဲ့အတွက်ကျမ်းစာတစ်ပိုက်ဖတ်ပါမယ်ငါနာမဖြင့်သမုတ်သောငါလူတို့သည်ကိုနှိတ်ချသဖြင့်ငါမျက်နှာကိုရှာလျက်စုတောင်းပတနာပြု၍အတ္တမလမ်းကိုလွဲရှောင်လင်ငါသည်ကောင်းကင်ဘုံ၌နားထောင်မည်သူတို့အပြစ်ကိုဖြေ၍သူတို့ပြည်ကိုချမ်းသာပေးမည်ငါကြည့်ရှုမည်ဤရက်ဌာန၌စုတောင်းသောစကားကိုငါနားထောင်မည်စုတောင်းကြပါစို့မနေ့ယနေ့နောင်ကာလမပြောင်းမလဲအသက်ရှင်တော်မူသောအဖခမည်းတော်ဖျားကိုရရှင်ကျေးဇူးတော်ကြောင့်သားသမီးတို့သည်အချိန်နေရာဒေသချင်းမတူတော်လဲစိတ်တလုံးတဝတည်းဖြင့်ကိုရရှင်ခြေတော်ရင်းတို့တိုးဝင်လျက်ဆုတောင်းပတနာပြုရသောအခွင့်ကိုပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဟာရှေးဥစွာသားသမီးတို့တယောက်စီ၌ရှိသောအပြစ်အလုံးစုံတို့ကိုဖြေလို့လျက်သားသမီးတို့ရဲ့ရင်တွင်မှဆုတောင်းပတနာပြုတဲ့အသီးသီးကိုလက်ခံနားညောင်းလျက်ကောင်းကြီးမြတ်သုံးလောင်းပေးသနာတော်မူပါဖာအစီအစဉ်မှာမီးများဒေတာများပြည့်ရင်းမှုမရှိဘဲအဆုံးတိုင်အောင်ဆုတောင်းပတနာပြုရသောအခွင့်ကိုပေးသနာတော်ပါဖာအစီအစဉ်မှာမပါဝင်နိုင်လျက်ရှိသောသူများအတွက်လည်းတတိယဆုတောင်းပါတယ်ဖာကျေးဇူးရှင်ဖာကျာနာယနိတရားဒေသနာဆုတောင်းပတနာပြုခြင်းဂုဏ်တော်ချီးမွမ်းခြင်းတို့သည်သာသမီတို့အတွက်တိဆောက်ကြရာဖြစ်စေတော်မူပါဖာကျေးဇူးရှင်ဖမြတ်စွာဘုရားသခင်သမီးတို့ရဲ့အစီအစဉ်မပါဝင်နိုင်သောသူများအတွက်လည်းတတိယဆုတောင်းပါတယ်ကိုရရှင်သူတို့ကိုလည်းရှိတဲ့နေရာမှာကောင်းကြီးပေးခြင်းအားဖြင့်မဆာတနာတော်ပါဤအစီအစဉ်ကိုကြိုက်တွယ်ပြုလုပ်ပေးလေရှိသောဆရာညီမမိသားစုဆရာမမြတ်ထွေးနွယ်မိသားစုတို့ကိုလည်းလိုအပ်သောဆုကျေးဇူးကောင်းကြီးမင်္ဂလာများနှင့်ရစ်ပတ်တော်မူပါအစီအစဉ်အစအလယ်ဆုံးတိုင်တန်ရှင်သောဝိညာဉ်တော်အုပ်စိုးလမ်းပြပါမည်အကြောင်းတပါးတည်သောသားတော်သခင်ကျုခရစ်မြတ်သောနာမကိုအမိပြုရိုသေစွာဆုတောင်းအစပြုပါ၏ဖာအာမင်ကျမတို့ခုချိန်မှာတရားဒေသနာနာယူရမယ့်အချိန်ဖြစ်ပါတယ်တရားဒေသနာကိုဒေါက်တာဥတီရွှေမကျမတို့ပေါ်ပြပေးပါလိမ့်မယ်ဒေါက်တာကိုအချိန်ပေးပါတယ်ကဘာဆက်ဆက်ဘုန်းကြီးတော်မူသောဘုရားသခင်၏နာမကိုအမိပြုလျက်နာမတော်ကိုခိုလုံလျက်ဒီနေ့ pray for one another prayer group တွင်ပါဝင်ကြသောဒီကိုမောင်နှမများအားလုံး၌မင်္ဂလာအပေါင်းခညောင်းပါစေလို့ရှေးဥစွာ
မေတ္တာပို့ဆုတောင်းပါတယ်ဘုရားသခင်ကျေးဇူးတော်ကြီးလှကြောင်းကိုလည်းဝန်ခံပါတယ်2026ခုနှစ်မှာ Pray for one another မှာကျွန်တော်ဒါတတိယအကြိမ်ဝေငှခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဝေငှခြင်းတွေကဘုရားသခင်အလိုလိုကျွန်တော်ကိုပြင်ဆင်ပေးတော်ကိုကျွန်တော်သတိထားမိတယ်တရက်နေ့တလပိုင်းမှာ26မှာကျွန်တော်စပြီးဇာလံ121ကိုအခြေပြုပြီးတော့နှစ်သက်ခရီးစဉ်လို့နှစ်သက်မှာလိုအပ်တဲ့အချက်ကိုကျွန်တော်အနည်းငယ် summarize လုပ်ခဲ့ပါတယ်နှစ်ရက်နေ့နှစ်လပိုင်း2026မှာတခါဘဝခရီးဆိုပြီးတော့ကျွန်တော်ဘုရားသခင်တွင်တင်ပေးတာကိုကျွန်တော်ဝေငှခဲ့ပါတယ်ဒီနေ့ဝေငှဖို့စဉ်းစားတဲ့အချိန်မှာဘာကိုစဉ်းစားမိလဲဆိုတော့အခုတလော Facebook မှာတို့YouTube မှာတို့နာမည်ကြီးနေတဲ့အမေရိကလူတွေတော့ပိုသိမှာပေါ့လေ Walk for Peace Peace Walk နဲ့ပတ်သက်ပြီးနာမည်ကြီးနေတော့ကျွန်တော်တို့ခရိယန်တွေကဘာလမ်းလျှောက်မလဲကျွန်တော်စဉ်းစားပြီးတော့မေတ္တာလမ်းဆိုတဲ့ခေါင်းစဉ်လေးကျွန်တော်ခေါင်းထဲပေါ်လာတဲ့လို့ကျွန်တော်နည်းနည်းလေ့လာပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့ထူးဆန်းတာကဒီနေ့အဲ့ဒီခေါင်းစဉ်မဖတ်ခင်ဆရာတော်ဦးမြတ်ထွန်းတို့ကလည်းမနေ့ပြင်ဆိုရင်မေတ္တာလမ်းတစ်ခုကိုဖောက်ဖို့သွားကြအောင်မှာအသက်ကြီးတဲ့လူတွေပဲသွားမယ်တဲ့ဆရာဦးမြတ်ထွန်းကပြောတယ်သူတို့ရဲ့တင်းဝဆရာလေးအတွက်မေတ္တာထုံးပွဲတစ်ခုကိုဖန်တီးဖို့အတွက်အဲ့တော့ကျွန်တော်ဒီနေ့ပြောမဲ့အချက်ကလေးတွေနဲ့လည်းတော်တော်လေးပတ်သက်နေတာတွေ့တော့တယ်ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အဲ့တော့ဒီနေ့ပထမဆုံးကျမ်းချက်ကလေးကိုဖတ်ချင်ပါတယ်ပထမကျမ်းချက်ကရှင်ပေတရုဩဝါဒစာအခန်းကြီး၄ငယ်9ကနေ17ကိုဖတ်ချင်ပါတယ်ခတ်သိမ်းသောအမှုတို့သည်အဆုံးသို့ရောက်လို့သည်ဖြစ်သောကြောင့်တမာတရိရှိကြလော့ဆုတောင်းခြင်းအလုံးကစောင့်နေကြလော့အခြားသောအမှုရာထက်မကအချင်းချင်းအားကြီးသောချစ်ချင်းမေတ္တာရှိကြလော့ချစ်ချင်းမေတ္တာသည်များစွာသောအပြစ်တို့ကိုဖုံးအုပ်တတ်၏မြည်တမ်းခြင်းမရှိဘဲအချင်းချင်းဧည့်သည်ဝတ်ကိုပြုလော့တင်တို့သည်စုကျေးဇူးတော်ကိုအသီးသီးကိုခံစားရသည်နှင့်အညီဘုရားသခင်၏အထူးထူးအပြားပြားသောကျေးဇူးတော်ဗန္တာဇိုးကောင်းကဲ့သို့အချင်းချင်းဝေငှပေးကမ်းကြလော့ဒါကရှင်ပေတရုဩဝါဒစာအခန်းကြီး၄ငယ်9ကနေ17ဒုတိယတစ်ချက်ကတော့အေဖက်9ငယ်1အေဖက်9ငယ်1ကအေဖက်9ငယ်တဲ့ထို့သောတင်တို့သည်ဘုရားသခင်ချစ်သားဖြစ်ကြသည်နှင့်အညီဘုရားသခင်ကျင့်တော်မူသည့်ဤအတိုင်းကျင့်ကြလော့အဲ့ဒီနည်းနည်းဆက်ချင်တဲ့ကိုအေဖက်9ငယ်1ထို့သောတင်တို့သည်ဘုရားသခင်ချစ်သားဖြစ်သည်နှင့်အညီဘုရားသခင်ကျင့်တော်မူသည့်ဤသူကျင့်ကြလော့ခရစ်တော်သည်ငါတို့ကိုချစ်တော်မူသောအဖြစ်ဘုရားသခင်ရှေ့တော်၌မွေးကြိမ်သောအနှံ့ရှိစေခြင်းဟာကိုဆက်ကပ်၍ရစ်ပူဇော်လျက်ငါတို့အတွက်စွန့်တော်မူသည့်ဤသူတင်တို့သည်မေတ္တာတရား၌ကျင့်လည်ကြလော့ဒါကကျွန်တော်ဒီနေ့အခြေပြုတဲ့ကြံ့ကြံ့နှစ်ချက်ဖြစ်ပါဒါကိုကျွန်တော်စဉ်းစားရင်းနဲ့ဘာပေါ်လာလဲဆိုရင် peace walk ဆိုတော့ walk for peace ကိုဆရာတို့အမေရိကလူတွေကပိုသိမှာပေါ့ရဟန်းတော်ပန်း20စတဲ့နောက်ဆုံး19ပါးခါနိုင်ပန်းတိုင်ကိုရောက်တယ်ခွေးလေးအလောကလည်းပါသွားတယ်မိုင်ပေါင်း1300လျှောက်တယ်တရားနဲ့ရှိတဲ့ peace ရောက်ခဲ့တယ်ဘာအတွက်လဲလို့မေးတဲ့အချိန်တိုင်းမှာဘုန်းတော်ကြီးကဖြေတာက to increase the awareness of peace
ငြိမ်းချမ်းခြင်းငြိမ်သက်ခြင်းကိုလူတိုင်းသိစေဖို့အတွက်သူတို့အာယုံပြုဆုတောင်းတာပါဒီနေ့ဒီဘုန်းတော်ကြီးတွေကဖဏမပါရေဘူးလေးချိတ်သင်္ကန်းလေးဝတ်ပြီးတော့သူတို့ရဲ့ Buddhistic theology philosophy အတိုင်းရှောက်ပြီးတော့ငြိမ်းချမ်းခြင်းကိုလူတိုင်းလိုချင်တယ်ဆိုတာကိုသိရအောင်သိကြတာကိုပို့ပြီးထင်ရှားရအောင်ရှောက်လှမ်းခဲ့ကြတယ်ကျွန်တော်တို့တွေကိုလည်းကျွန်တော်တို့ကိုပြန်စဉ်းစားဖို့လိုတဲ့အချိန်ဖြစ်ပါနံပါတ်1ဒီဘုန်းတော်ကြီးတွေရှောက်သွားတဲ့အချိန်မှာဘာတွေ့လဲတူးချင်းနှလုံးသားထဲမှာရှိတဲ့ငြိမ်သက်ခြင်းကိုတောင်းတခြင်း individual need individual zeal ကနေပြီးတော့ community ကိုပြန်သွားစေတယ်သူတို့သွားရလာမှလူတော်များများသူတို့ကိုပန်းတွေကန်းတယ်ကျိုးဆိုတယ်နှုတ်ဆက်တယ်စွန်းတွေကတ်တယ်အားလုံး peace ကိုတောင်းတကြတယ် peace ကိုတရုပ်ဖော်ကြတယ် from individualism to community ကိုရောက်သွားပါတယ်ဒီလိုပဲကျွန်တော်တို့ခရိယာန်ယုံကြည်သူညီကိုမောင်တော်များရှောက်ရမယ်လမ်းဟာအများကြီးရှိပါတယ်ဒီနေ့ထဲမှာအဲ့ထဲမှာကျွန်တော်လမ်းတစ်လမ်းကိုပဲပြောမယ်မေတ္တာလမ်းအဲ့တော့ကျွန်တော်တို့အဲ့ဒီမေတ္တာလမ်းကိုခွဲဝေကြည့်ရင်ကျွန်တော်တို့ရှောက်ရမယ်လမ်းရှိတယ်ကျွန်တော်တို့အတွက်တခင်ရှောက်သွားတဲ့လမ်းရှိတယ်ကျွန်တော်တို့အတွက်သူတစ်ပါးရှောက်တဲ့မေတ္တာလမ်းတွေရှိတယ်ကျွန်တော်တို့ရဲ့ဘဝအတွက်တခင်ရှောက်သွားတဲ့ကားတိုင်လမ်းတွေရှိတယ်ကျွန်တော်တို့ကိုယ်တိုင်ကသခင်လမ်းတွေအများကြီးရှိတယ်မှာဒီနေ့ကျွန်တော်မေတ္တာလမ်းမှာလိုက်တော့တင်တဲ့အချက်တချို့ပဲဖြစ်ပါတယ်ဒါကတမန်ကျမ်းစာထဲမှာမေတ္တာနဲ့ပတ်သက်ပြီးအများကြီးဖော်ပြထားတဲ့ကကျွန်တော်ဒီနေ့ကျွန်တော်အခြေပြုတဲ့ရှင်ပေတုဩဝါဒစာခန်းကြီး4ငယ်9ကနေ17အေဖက်9ကိုအခြေခံပြီးတော့ပဲကျွန်တော်ဝေငှခြင်းပါတယ်ဒီမေတ္တာတရားနဲ့ပတ်သက်ပြီးစဉ်းစားတဲ့အချိန်မှာအခုနဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေပြောသွားတဲ့စကားတချို့ကဘာတွေ့ရလဲ religion မှာတဲ့ humanity လူမှုသဘောတရားလေးတွေအများကြီးပါပါတယ်တဲ့ peace ကလူတိုင်းတို့ရဲ့နှလုံးသားရဲ့တောင်းတချက်ဖြစ်ပါတယ်ကျွန်တော်ကဒီမှာဗာပြောခြင်းလဲဆိုရင်ကျွန်တော်တို့ခရိယန်တွေကလည်းမေတ္တာတရားဒီကျွန်တော်တို့ရဲ့လမ်းစဉ်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာရှိတဲ့အချက်တွေဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ပြန်လဲသတိထားဖို့လို့ကျွန်တော်တို့လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့ဖေဖော်ဝါရီလ18ရက်နေ့ကစလိုက်တဲ့ Ash Wednesday လူသားဒီမြေမှုန့်မှဖြစ်၍မြေမှုန့်တို့ဖြစ်ရမယ်ဆိုတဲ့နှိမ့်ချတဲ့အခြေခံကစပြီး Easter Sunday အထိအပတ်စဉ်ကျွန်တော်တို့ခရစ်တော်ရဲ့တက်တော်စင်မှာခရစ်တော်ရှောက်ခဲ့တဲ့ပန်းခင်းတဲ့လမ်းတွေခရုံးခင်းတဲ့လမ်းတွေကိုတစ်ခုပြီးတစ်ခုတနင်္ဂနွေနေ့တွေတနင်္ဂနွေနေ့မဟုတ်တဲ့နေ့တွေစသည်အခါကြီးရက်ကြီးတွေမှာဟောပြထားခဲ့တာမှာဒီလမ်းစဉ်အားလုံးကိုကြည့်လိုက်ရင်ကျွန်တော်တို့ဒီနေ့ရှင်ပေတုဩဝါဒစာအခန်းကြီး4ငယ်9ကနေ17မှာနံပါတ်1ကဘာပြောလာလဲအာကြည်သောမေတ္တာရှိကြလော့မေတ္တာဓမ္မရိုးရိုးမေတ္တာမဟုတ်ဘူးနော်အာကြည်သောမေတ္တာရှိကြလော့ဒီအာကြည်သောမေတ္တာအတွက်ဘာလို့လာလဲဆိုလို့ရှိရင်အချင်းချင်းအာကြည်သောမေတ္တာရှိကြလော့တမာတတိရှိကြလော့နော်ဒီအချက်နှစ်ချက်ကကျွန်တော်တို့အတွက်မေတ္တာလမ်းမှာတော်တော်အရေးကြီးလာပါအချက်ပေါင်း6ချက်ရှိပါတယ်ဒီမေတ္တာလမ်းကိုရှောက်တဲ့အချိန်မှာ
ကျွန်တော်တို့လောက်လျှောက်ဖို့နံပါတ်1ကတမာတရိရှိရမယ်ဒီတဲ့အတိုင်းနံပါတ်2ကကျွန်တော်နောက်တခြားချင်းကိုနည်းနည်းလေးနောက်မှပြောပါမယ်နံပါတ်2ကစုတောင်းတဲ့အသက်တာဖြစ်ရမယ်နံပါတ်3ကအခြားသောအရာထိတ်အားကြီးသောမေတ္တာရှိရမယ်နံပါတ်4ကအချင်းချင်းဧည့်သည်ဘုတ်ကိုပြုပြီးကူညီရမယ်အစီခံရမယ်နံပါတ်5ကအချင်းချင်းအေးဝငီလိတရားပြုရမယ်ဆိုတဲ့သဘောလေးတွေဖြစ်ပါဒါကြောင့်နံပါတ်1ဖြစ်တဲ့ကျွန်တော်တို့တွေမေတ္တာလမ်းကိုရှောက်ရင်တမာတိရှိဖို့လိုပါဘာဖြစ်လို့ဆိုရင်အစာတာမာနတိဟုတ်သောရှင်သိကဲ့သို့ဘဒုကိုစားရမလဲလို့ဘဒုကိုမြူရမလဲဘဒုကိုကတ်ရမလဲလို့မျှော်လင့်နေတဲ့အချိန်ဖြစ်ပါတယ်တမာတတိဒီဘဝအတွက်အရေးကြီးဆုံးဖြစ်ပါတယ်တတိတရားလွတ်သွားတာနဲ့အများကြီးဒုက္ခပေးနိုင်တယ်အိန္ဒိယနိုင်ငံမှာ2010မှာစစ်တပ်ကုမ္ပဏီတခုကဘာလုပ်လဲဆိုဟယ်လီကော်ပတာနဲ့တက်ပြီးတော့ဒီ terrorist ကိုပစ်တယ်ပြစ်တော့ terrorist တွေကလည်းညကြီးမှောက်နေတဲ့အတွက်အရက်၄မျက်နှာကိုတနတ်နဲ့ဖောင်းရှိတဲ့လက်နက်တွေအကြီးအငယ်တွေအားလုံးနဲ့ပစ်တယ်အဲ့ဒီမှာ company leader ကပြောတော့ဟေးအားလုံးပြစ်ခတ်တဲ့ကိုတိတ်လိုက်ပြီးတော့တနေရာခပ်ဝေးနေရာမှာဟယ်လီကော်ပတာဆင်းပြီးသူတို့ငြိမ်နေလိုက်တယ်အဲ့ဒီချိန်မှာ terrorist ကလည်းဟာငါတို့ပြစ်တာနဲ့ဒီကောင်တွေတည်သွားပြီဆိုပြီးတော့ငြိမ်ပြီးတော့သူတို့လည်းအေးအေးဆေးဆေးနေလိုက်ကြတယ်မပြစ်တော့ဝီလီဝီလင်းအမောင်ကိုဖြူခွင်းပြီးတော့အာယုံတက်တဲ့အချိန်မှာအိန္ဒိယအာမီကအေးအေးဆေးဆေးခြိတက်လာတဲ့အချိန်မှာဒီပါကစ္စတန် terrorist တွေကကင်းတော်မရှိပဲတတိတရားမရှိပဲနဲ့ဟိုကောင်တွေတော့သေပါပြီဆိုပြီးတော့အေးအေးဆေးဆေးအိတ်နေတဲ့အချိန်မှာဝင်ပြီးစီးလိုက်တာ terrorist တွေအားလုံးအသိမိတယ်တမာတတိမရှိတဲ့အတွက်အသက်တွေစွန့်ခဲ့ရတယ်နံပါတ်2ကကျွန်တော်တို့ရဲ့အသက်တာမှာဆုတောင်းခြင်းရှိဖို့လိုတယ်တဲ့မေတ္တာလမ်းကိုရှောက်ရင်စုံစမ်းခြင်းတွေတွေ့မယ်အခက်ခဲတွေတွေ့မယ်ပြဿနာတွေရှိမယ်လောဘတွေဒေါသတွေမောဟတွေမာမာနတွေအမျိုးမျိုးဖြစ်စည်းလာဒါပေမဲ့အဲ့ဒီဥစ္စာအလုံးကိုဆုတောင်းခြင်းတည်းဟူသောအင်အားကြီးတဲ့လက်နက်နဲ့ကျွန်တော်တို့ဖြူခွင်းရပါလိမ့်မယ်နံပါတ်3ကအခြားသောအရာထက်မကအားကြီးသောမေတ္တာရှိရမယ်မေတ္တာလမ်းကိုရှောက်ရမယ်ဆိုတဲ့ကအားကြီးတဲ့မေတ္တာတွေလိုလာပါပြီအိန္ဒိယနိုင်ငံဘာဟိုဒီမှာကျွန်တော်ဂူဂျရတ်မြို့နယ်ပြည်နယ်မှာကားတစ်စီးနဲ့တားဖ3ယောက်ဧဝံဂေလိလုပ်ငန်းသွားတဲ့အချိန်မှာရွာတရွာအရောက်မှာလူပေါင်း100လောက်ကဒီကားကိုဝိုင်းတကားကိုပိတ်ဆို့မထွက်နိုင်အောင်လုပ်ပြီးတော့ကားကိုမီးရှို့လိုက်တယ်အထဲမှာတား2ယောက်နဲ့အဖေအရှင်လက်လက်ကြီးမီးရှို့ခံရရတယ်အားလုံးကြည်နက်တဲ့ဒီကားပါမီးလောင်သွားတဲ့အချိန်မှာအမိုက်တွေကိုဖယ်ကြည့်လိုက်တဲ့အချိန်မှာတာဖ3ယောက်ကပခုံးပက်ပြီးရှုတောင်းတဲ့အနေထားနဲ့နေတာကိုတွေ့ရတယ်အဲ့ဒါကိုတွေ့ပြီးတော့သူတို့ရဲ့ဇနီးတွေကဟိုအရောက်ကနေပြီးတော့ပြာမှုတ်ကိုပဲပေးပါပြာမှုတ်ကိုပဲတချို့ပါမယ်လို့ပြာမှုတ်ကိုတောင်းပြီးတော့အဲ့ဒီတတ်တဲ့ခေါင်းဆောင်ကိုလည်းကျွန်မခွင့်ထွက်ပါတယ်ပြောအဲ့ဒီချိန်မှာတရားသူကြီးကတော့ခွင့်လွတ်တာမင်းခွင့်လွတ်တာမလွတ်တာမင်းနဲ့ဆိုင်တယ်တို့ကတရားဥပဒေက9နှစ်ထောင်ချလိုက်ဒီခေါင်းဆောင်က9နှစ်ပြည့်တဲ့အချိန်မှာသူနဲ့သူအပေါင်းအသင်းတချို့ဟာထောင်ကလွတ်လာတဲ့အချိန်မှာဒီဇနီးတွေရှိလာပြီးတော့မေးတယ်ခမည်းဘာလို့ကျုပ်တို့ကိုခွင့်လွတ်တာလဲအားကြီးတဲ့မေတ္တာရှိတယ်ကျမခင်မောနဲ့တား2ယောက်ကအဲ့ဒီမေတ္တာတရားကိုဖြန့်ဝေဖို့အတွက်တွားရဲနဲ့ခမည်းတော်ရဲ့တတ်ခြင်းကိုခံလိုက်ရပါတယ်လို့ပြောတယ်
ဒီအချိန်မှာအဲ့ဒီလူသားသမတ်တစုကကျွန်တော်တို့ယနေ့ကစပြီးတော့အဲ့ဒီမေတ္တာရှင်ကိုလိုက်ပြစေမေတ္တာတရားအကြောင်းပြောပါဆိုပြီးတော့ဧဝံဂေလိတရားကိုချစ်ချင်းမေတ္တာအကြောင်းကိုနားလည်ပြီးတော့သူတို့ကိုယ်တိုင်ကဧဝံဂေလိတရားကိုလိုက်လံဟောပြောတဲ့လူများဖြစ်သွားခဲ့ပါတယ်တဲ့နံပါတ်၄ကကျွန်တော်တို့တွေမေတ္တာလမ်းကိုရှောက်ရင်အချင်းချင်းကူညီရမယ်တဲ့ဝေငှရမယ်အဲ့တဲ့ဘုတ်ကိုပြုရမယ်တဲ့နံပါတ်5နဲ့နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့တွေမေတ္တာလမ်းကိုရှောက်ရင်ရှင်ပေတုဩဝါဒစာအခန်းကြီး၄ငယ်37မှာပါလို့ဧဝံဂေလိတရားကိုမပြောလို့မဖြစ်ဘူးတဲ့ဒါကြောင့်ချစ်တော်ညီကိုမောင်နှမတို့ကျွန်တော်တို့ရဲ့ဘဝမှာဘဝခရီးစဉ်တွေရှောက်တဲ့နေရာမှာလမ်းတလမ်းဖြစ်တဲ့ငါသည်အသက်လည်းဖြစ်၏တမန်တရားလည်းဖြစ်လမ်းခရီးလည်းဖြစ်တယ်လို့ပြောခဲ့တဲ့အရှင်ဘုရားရဲ့မေတ္တာလမ်းကိုလိုက်လို့ရှိရင်လွယ်မှာမဟုတ်ပါဘူးခက်ခဲပါလိမ့်မယ်ကြမ်းတမ်းပါလိမ့်မယ်တွေးဆက်တွေရှိပါလိမ့်မယ်ချွေးဆက်တွေရှိပါလိမ့်မယ်အခက်ခဲတွေရှိပါလိမ့်မယ်အရာအလုံးဟာဘုရားသခင်ဒီကျွန်တော်တို့ကိုလမ်းပြတဲ့မေတ္တာလမ်းဖြစ်ဖို့ကျွန်တော်တို့တွေဒီဆုတောင်းလျက်ခရစ်တော်နဲ့အတူထိုမေတ္တာလမ်းကိုရှောက်ကြပါစို့လို့အနည်းငယ်တိုက်တွန်းကြပါဒီထဲမှာကျွန်တော်တော့မဆိုပြပါဘူးအပါကြီးတို့ဥပုံးပါတို့တော့တတိယပါလိမ့်မယ်ထင်တယ်ကျွန်တော်တို့ငငယ်တုန်းကဆိုခဲ့ကြတယ်ခေတွေးတို့လည်းတတိယပါလိမ့်မယ် walking with Jesus walking with Jesus alone walking in the day walking in the sunlight walking in the daylight စတဲ့ walking with Jesus ဆိုတဲ့တခြင်းလိုပဲကျွန်တော်တို့ရဲ့မေတ္တာလမ်းကိုကျွန်တော်တို့ရှောက်တဲ့အချိန်မှာ walking with Jesus ဘုရားရှင်ခရစ်တော်နဲ့အတူရှောက်လှမ်းလျက်သူတစ်ပါးတို့အတွက်အစီခံနိုင်တဲ့သူတစ်ပါးတို့ရဲ့နှလုံးသားမှာထင်ဟပ်စေတဲ့သူတစ်ပါးတို့ရဲ့ဘဝကိုပြောင်းလဲအားပေးနိုင်တဲ့မေတ္တာလမ်းကိုရှောက်လျက်ဘုရားရှင်ကိုဆက်လက်ပြီးအားကိုမိကိုဝတ်ပြုကြပါစို့လို့အနည်းငယ်တိုက်တွန်းပြစေကျေးဇူးတင်ပါတယ်ဒေသနာကိုဖော်ပြပေးတဲ့ဒေါက်တာအစုပဲကျေးဇူးတင်ရှိပါတယ်ဒေါက်တာမိသားစုအားလုံးအပေါ်မှာဘုရားရှင်ရဲ့ကျမ်းမာခြင်းခွန်အားနဲ့လိုအပ်သောကောင်းချီးမင်္ဂလာဆုကျေးဇူးများသုံးလောင်းချပေးပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်ခုအချိန်မှာဆိုလို့ရှိရင်အားလုံးအတွက်ဆုတောင်းပေးဖို့ဆရာမနတ်သူစာမီကနေတော့ကျမတို့ဆုတောင်းပေးပါလိမ့်မယ်ဆရာမနတ်သူစာမီကိုအချိန်ပေးပါတယ်ဆုတောင်းချက်တင်ပြစရာရှိသူများကိုလည်းတင်ပြပေးနိုင်ပါတယ်ပြီးလို့ရှိရင်ဆရာတော်ဦးမြတ်ထွန်းရဲ့ပေါင်းချပေးခြင်းအပြင်ကျမတို့အစီအစဉ်ကိုရန်နာမှာဖြစ်ပါတယ်